British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်နေကြဆိုလာရေးပါရှင် British တွေ crowd တင်ဆက်ပေးမယ့်တဲ့ကြောင်းတွေကတော့ပိုကြပြုခင်ရဲ့စိတ်မကောင်းစရာတဲ့တွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေငွေကြေးပြည့်စုံချမ်းသာတိုင်းတကယ်တော့အင်ထောင်ရေးမှာစိတ်ချမ်းသာရဲ့လားဆိုတဲ့မိခွန်းအတွက်လက်တွေတက်တေးပြစရာဖြစ်ရတခုကတော့လက်တလုံးနှုတ်ပညာအတိုင်းဝမ်မှာအကျော်လေးကိုလူပြောများနေတာဖြစ်ပါရယ်အဲ့ဒါကတော့မီနီမီချော်လေးပိုကြပြုခင်တရားသူမရဲ့လူမကွန်ရဲ့ mind day ကနေတစင်ရင်းနှီးစရာစကားချွန်ဖွင့်ဟလာတဲ့ကိစ္စရပဲဖြစ်ပါရယ်အားလုံးသိကြတဲ့အတိုင်းပါပဲပိုးချပြုခင်ဟာမန္တလေးကနာမည်ကြီး PK ထွန်းစိန်ရွှေရတနာဆိုင်ပိုင်ရှင်တထေကြီးကိုထွန်းနဲ့လက်ချက်ပြီးကြတဲ့ကထက်ထဲဝါနေထိုင်နေရတဲ့သူဖြစ်ပါရယ်ဒါပေမဲ့အပြင်ပန်းမှာရွှေပေါ်ပေါ်ထိုင်နေရပေမဲ့လက်တွေ့သူမရဲ့အိမ်ထောင်ရကတော့ထင်သလောက်လှပမနေခဲ့ပါဘူးသူမဟာကြီးမားတဲ့ရတနာဆိုင်လုပ်ငန်းကြီးကိုကိုယ်တိုင်ဦးစီးနေရုံတမကခင်မွန်းတဲ့ရဲ့အရင်အိမ်ထောင်ကပါလာတဲ့ကလေး၃ယောက်နဲ့သူမကိုယ်တိုင်မွေးထားတဲ့ကလေး၂ယောက်စုစုပေါင်းကလေး၅ယောက်ရဲ့ဝေယဝိဆအဝဝကိုပင်ပင်တာဝန်ယူအုပ်ထင်းနေရတာဖြစ်ပါရယ်အရှင်မတရားအနေနဲ့ဒီလောက်စိတ်ရောကိုပါပေးပန်းနေတဲ့အချိန်မှာခင်မွန်ဖြစ်သူပီကေချွန်ဟာဖေးမကူညီမှုမရှိပဲအပြင်မှာအပျော်ပါမဲ့ပြီး KTV သွားနေတယ်လို့ဝေဖန်တန်တွေဆူညံနေတာလည်းဖြစ်ပါရယ်ငွေရှာပေးုံနဲ့ဖခင်တာဝန်ယောက်ျားတာဝန်ကျေးပြီးလို့ထင်နေတဲ့အပြုမှုတွေကြောင့်ပိုးကြပြုခင်တရားတိခတ်နိုင်စွမ်းတွေကုန်ဆုံးပြီးနောင်ဘဝလူတောင်ပြန်မဖြစ်ချင်တော့ပါဘူးဆိုတဲ့အထိစိတ်နာကျင်စွာပဲဖွင့်ဟလာခဲ့လည်းဖြစ်ပါရယ်ဒါဟာငွေကြေးချမ်းသာမှုကအင်ထောင်ရေးတာယာမှုထက်အာမခံချက်တွေလုံးဝမဟုတ်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါရယ်ဟုတ်ကဲ့ပါပရိသတ်ကြီးတွေအနေနဲ့ရောငွေကြေးချမ်းသာပေမဲ့မိသားစုတာဝန်ခွဲဝေမယူခြင်းနဲ့ခင်မွန်ကြောင့်စိတ်ဆင်းရဲနေရတဲ့ပိုကြပြုခင်ရဲ့အခြေအနေပေါ်မှာပရိသတ်တွေကရောဘယ်လိုများမြင်ခဲ့ကြပါသလဲရှင်